စိတ်ရှိတဲ့တတော်တိုင်းလူအန်နေမလုပ်ပါဒီငွေကြီးတွေကစိတ်ရှိရမယ်လူအန်နေပြုတ်တိုက်ခိုက်ခြင်းဆိုတော့သိဒီနေ့မှာတော့လူများကြောက်ကြတဲ့ King Cobra ဆိုတဲ့မူတော်ကြီးတွေအကြောင်းကြောက်ဖို့မဟုတ်ဘဲနဲ့နားလည်ဖို့မျှဝေပေးခြင်းပါ King Cobra တွေမှာစိတ်ရှိရဆိုတာမှန်ပါဒါပေမဲ့သူတို့ရဲ့နေတိုင်းကိုလေ့ကျင့်တွေကိုနားလည်မယ်ဆိုရင်အန်နေမဖြစ်အောင်နေထိုင်ပြရအောင် King Cobra တွေကတောအုပ်ကြီးတွေတစ်တော်အတွင်ပိုင်းခြေစည်းနာလက်ကွင်းနီးနားတွေမှာအများဆုံးနေထိုင်တတ်ကြပါတယ်လူနဲ့နေကက်နေခြင်းနဲ့တတ်တော်တော့မဟုတ်ပါဘူးတိတ်ဆိတ်ပြီးတော့လုံလုံတဲ့နေရာကိုသူကပူကြိုက်တတ်ကြတယ်လူနေအိမ်နောက်ရောက်လာတာစားစာချောင်းဘာမှမဟုတ်လို့ရှင်မတော်စားလမ်းမလာပဲဖြစ်တတ်ပါတယ် King Cobra ရဲ့အစားအစာတခြားမွေတွေပဲဖြစ်တာများပါတယ်ဒါကြောင့်သူတို့ကတောထဲကမွေတော့ထိန်းနေပြီးတဲ့သဘာဝရဲ့ကာကွယ်တရားလိုပါလူအစားအစာပြတော့သူတို့မမြင်ပါဘူးဒါကြောင့်သူ့လိုလူလိုက်ခိုက်တာမရှိဘူး King Cobra အရန်သိတာတဲ့မွေတွေပဲဖြစ်ပါတယ်အနေခံစားတဲ့အခါမှာမောက်ကိုထောင်ပြီးအတန်ပေးတတ်တယ်အဲ့ဒါဘာလို့ဆိုတော့ငါနောက်မကက်နဲ့မင်းတို့တိုက်ခိုက်ခြင်းဆိုတဲ့သတိပေးချက်အဲ့ဒီအချိန်မှာဝေးနေလိုက်မယ်ဆိုရင်အများပြီးတော့အကိုက်မခံပါဘူး King Cobra တွေကိုတွေ့မယ်ဆိုလို့ရှိရင်မပြေးပါနဲ့မထိပါနဲ့ကြောက်ခဲနေလို့ဖြစ်ဒီစီနောက်ဆုံးပြီးတော့တော်တော်လေးနေအောင်သွားလိုက်ပါဒါဆိုရင်အနေနဲ့မှာငွေကိုမထိခိုက်ဘူးဆိုရင်ငွေရတဲ့လူကိုမတိုက်ခိုက်ပါဘူးနော်မတော်တဆငွေကြိုက်ခံရပြီဆိုလို့ရှိရင်အရေးကြီးဆုံးကအချိန်ကိုမဆုံးရှုံးဘူးပါကြိုက်ခံရသူကိုအေးစီးနေပါစေမတုတ်ရှာပါစေနဲ့ကြိုက်ခံရတဲ့နေရာတွေကိုဖြတ်ပစ်တာဆုတ်ထုတ်တာအိမ်သုံးစီးတွေလည်းပြုလုပ်ပါတယ်ချက်ချင်းဆေးရုံကိုသွားပြီးတော့ဆရာမစီမကုသမှုခံယူလိုအပ်ပါတယ်ကြိုက်ခံပြီးနိုင်ငယ်တွေကုသနိုင်မယ်ဆိုလို့ရှိရင်အသက်အန္တရာယ်ကိုအများကြီးလျှော့ကြတယ်ဒီဗီဒီယိုရဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ King Cobra တွေကိုကြောက်ဖို့မဟုတ်ပါဘူးသူတို့ရဲ့အလေးချိန်တွေကိုနားလည်ပြီးတော့အနာမကပ်ဖို့ဝေးနေဖို့လူနဲ့တတဝါနှစ်ဖက်လုံးအန္တရာယ်ကင်းနိုင်ဖို့ဆိုတော့တသားမီတို့မျှဝေပေးချင်တာဖြစ်ပါတယ်တသားမီတို့အတွက်ဥက္ကဋ္ဌတစ်ခုရနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက် like and follow လုပ်ကြအောင်မမေ့ပါနဲ့နော်